မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တငယ်ချင်းတွေစုပြီးတော့မင်းလာကန်ထဲကိုညညရင်3ရက်ခရီးအလဲသွားခဲ့တာလေးပါကျွန်တော်တို့ဒီ backlog ကနေသွားတာပါတယောက်ကို80ပေးရပါတယ်လမ်းမှာတော့စစ်သားကေယူရှိပါတယ်တနင်္လာနေ့ကြော်လောက်ကားစီးပြီးတဲ့ခါမှာတော့ကျွန်တော်တို့မင်းလာကန်ထဲကိုရောက်ပါပြီရောက်တာနဲ့အထုတ်ချပြီးတော့ထွက်ပါတယ်အရှိမ foreigner ကိုကြီးတယောက်ပါအိုက်စာရေးဆိုပြီးဟိုကြည့်ဒီကြည့်လိုက်ပတ်ကြည့်ပြီးလိုက်သွားနေပါတယ်ရောက်တာနဲ့ထွက်ပြီးလိုက်ပတ်ကြည့်တာမိုးချုံမှအိမ်ပြန်ရောက်ပါတယ်ဟင်းချက်နေပါတယ်ညစ်တွေကိုအထားခံအောင်တင်ထားတာပါရှယ်ပဲမနေ့ကျရင်ရွာထက်ပတ်ရအောင်မလို့စားပြီးရင်အိပ်ပါပြီမနေ့မိုးလေးတာနဲ့ထွက်ပါပြီတငယ်ချင်းကဖျားလိုက်ဖို့မင်းဆိုလို့ဖျားကိုသွားပါတယ်ဒီစီရီနဲ့ဖုန်းချုံကဒီကြောက်တောင်ကြီးရဲ့ဘေးနားမှာပါအရင်မိုက်ပါတယ်မနေ့စောစောမို့မြူရီကအများကြီးပါပဲဟိုးအပေါ်နေရာကိုကျွန်တော်တို့သွားမှာပါဖျားဆိုတော့ဖက်နှက်ချွတ်ပြီးတက်တာမို့ရင်းကြီးတွေနဲ့ကက်စီဖြစ်နေပါတယ်လှလိုက်တာဗျာ你那是红烟呀没？三对。ပြီးတော့ကျွန်တော်ပြန်ဆင်းပါတယ်အခုကတော့နောက်ထပ်တနေရာထပ်သွားမှာပါရှိတကွန်တူတေးလေးပါဟိုမှာကလေးတရားငါလိုက်ဘောရခိုင်ဒီနေရာလိုက်ဘာလဲဘာလဲဒီလဲအမမလားကျွန်တော်တို့ဆက်ရှောင်းနေတော့မှာအိမ်ကထွက်လာကြတဲ့ကဘာမှမစားသေးလို့အခုတော့တစ်ခုစားပါတော့မယ်မဟုတ်ဟင်ကပါစားပြအောင်လေစားပြအောင်လေရှယ်ပဲရလိုက်တာလွိုင်းတိုင်းမှာကျွန်တော်တို့ကဘောလုံးကွင်းကိုရောက်နေပါပြီဒီဗီဒီယိုကိုကြည့်လိုက်အောင်တောင်ရဲ့အောက်မှာဘောလုံးကွင်းဘယ်လောက်မိုက်လဲရှယ်ပဲပေါ်ရင်ကြီးကတော့ကလေးနဲ့ဘောလုံးတော့ကန်နေပါတယ်ကျွန်တော်တို့ဆက်သွားနေတော့မှာပဲတငယ်ချင်းကတော့ဟိုဘက်မှာသူများရင်တွက်လေကြတဲ့နေရာရှိတယ်တဲ့သူလည်းတစ်ခါမှမရောက်ဘူးလို့ဘယ်နေရာလဲသူလည်းမသိပါဘူးကျွန်တော်ချောင်းကိုဖြတ်ပြီးတော့သွားမှာပါဟိုးရှေ့မှာလည်းလူတွေအများကြီးပဲကျွန်တော်တို့အဖို့ရှိပါတယ်ဟိုးအေးနေရပဲဘလောက်ဝေးသေးလဲတော့မသိဘူးသွားရတာတော့တော်တော်ညောင်းနေပါပြီကျွန်တော်တို့အားမလျှော့ပဲနဲ့ရောက်တော့မယ်နဲ့ဆက်သွားနေပါတယ်ဒီနေရာအရန်လှပါတယ်ဒီလမ်းကြားလေးကရမ်းကြည့်ကောင်းပါတယ်
တနိုင်လောက်လမ်းလျှောက်ပြီးတဲ့အခါမှာတော့ရောက်ပါပြီစားချင်တာတွေဝယ်ပြီးတော့ကျွန်တော်တို့ဆက်သွားပါတယ်ကျွန်တော်တို့ဒီနေရာကိုလာတာပါတယောက်ဝင်ကြီး20ပေးရပါတယ်လူတွေတော်တော်များပါတယ်ဒီလိုတဲတွေအများကြီးပါပဲဒီတိုင်းတငယ်ချင်းတွေမိသားစုတွေစုပြီးတော့လာပြီးတော့မဟုတ်တူတူလာစားတာစကားရေးလာပြောတာဓာတ်ပုံဝင်လာရတဲ့မျိုးလာကြတာပါကျွန်တော်တို့အတွက်ထိုင်ဖို့နေရာတော့ရှိပါမလားမသိပါဘူးနေရာရပြီးတော့ဝယ်လာတဲ့မုတ်တွေထိုင်စားပါတယ်လာရသူတွေကတော်တော်များပါတယ်လူကြီးတွေရောကလေးတွေရောအများကြီးပဲဗျပိတ်ရက်မှုထင်တယ်ဗျဟိုးမှာဆိုကလေးတွေတက်ဖို့ရနေကြတာအများကြီးပဲပြီးရင်ကျွန်တော်တို့ဟိုးရှိရရွာသွားမှာပါနိုင်လောက်နေပြီးတဲ့ခါမှာတော့ကျွန်တော်တို့ဒီရှိရရွာထွက်လာခဲ့ပါတယ်ဒါပြီးရင်တော့ကျွန်တော်တို့ပြန်มาတော့မယ်ခြေထောက်တွေတော်တော်လေးကိုညောင်းနေပါပြီတနိုင်ကြော်လောက်လမ်းပြန်လျှောက်ပြီးတဲ့ခါမှာတော့ကျွန်တော်တို့မက်လာကန်ထဲကိုပြန်ရောက်လာပါပြီကျွန်တော်တို့ဈေးတွေဝယ်ပြီးတော့အခုအိမ်ရောက်ရင်တာလာပေါ့ချက်စားမှာပါကျွန်တော်တို့ဒီနေ့တနင်္ဂနွေလမ်းလျှောက်ထားတာမို့အိမ်ထဲရောက်ပြီးတော့ချက်ပြီးပြုတ်ပြီးစားပြီးတဲ့ခါမှာတော့အေးရစောလေးပဲဝင်လိုက်ပါတယ်နောက်နေ့မနက်မှာတော့မနေ့ကရာသီဥတုနဲ့တခြားစီမိုးတွေရှယ်ရွာနေခဲ့ပါတယ်ကျွန်တော်တို့ဒီနေ့မဲဆောက်ပြန်လာမှာမို့လို့စိတ်မကောင်းလို့ထင်တယ်ဗျဒီနေ့မနေ့ရဲ့မီနူကတော့ကျွန်တော်ချက်တဲ့ဝတ်သားနဲ့မြစ်ချင်ပါရှယ်ပါရှယ်ဒါကဘာတီးလဲတော့မသိဘူးဦးလေးကတံပေါ်ကနေယူလာပေးတာဗျချင်ပြီးတော့ဖန်နေတာပဲပြီးတော့ကျွန်တော်တို့မနက်စာစားပါတယ်ဒီမှာတော့မိုးတော့ရှယ်ရွာနေပါတယ်ဒါပေမဲ့အရန်လာပါတယ်မိုးရွာနေလဲဒီနေ့ကမဲဆောက်ပြန်တော့မှမို့အန်တီကမောင်ဟင်ကလောက်ကြည့်မပြောပါတယ်အဲဒါကြောင့်ကျွန်တော်တို့ကဝိုင်းကူလုပ်ပေးနေတာပါကရင်မုတ်ဟင်ကပါမုတ်ဒီဘက်လေးတွေကကိုယ်တိုင်ပြုတ်ပြီးတော့လုပ်နေတာပါဟင်းရိုးကတည်ထားပါတယ်ကျွန်တော်ပြောတာဆိုရင်ဘိုင်းတော့ပြရတယ်မွေးငါရပါပြီမွေးငါကချက်ချက်တောက်ဒီလူချင်းနေနဲ့အရင်ကောင်းပါတယ်ကရင်မုတ်ဒီလိုခေါ်တယ်ဗျရန်စားကောင်းလို့တငယ်ချင်းတွေကရှယ်ကြိတ်ပါတယ်ကျွန်တော်လည်းအများကြီးစားခဲ့ပါတယ်စားလို့ပြီးတော့ကျွန်တော်တို့လူကြီးတွေနှုတ်ဆက်ပြီးတော့ကျွန်တော်တို့ကားကိစီပြန်ပါတယ်ဘိုးကဖွယ်ဖွယ်လေးနဲ့မို့ပြန်ရတာစိတ်မကောင်းပါဘူးဒီမှာနေရတာအရင်ပြောဖို့ကောင်းခဲ့ပါတယ်ကားလဲလာပြီးမို့ကျွန်တော်တို့ပြန်လာတော့မယ်မဲလာကန်တဲ့ကိုခွင့်ရင်ရှိရင်တော့တော့ချင်ပါသေးတယ်အားလုံးပဲဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျ